အသင်းကြီးမနိုင်ဘူးအသင်းငယ်မနိုင်ဘူးအသင်းလက်လည်းမနိုင်ဘူးမနိုင်ဘူးဆိုမနိုင်ဘူးမနိုင်ကိုလည်းမနိုင်ဘူး ညကရှုံးပွဲအတွင်းဘာဖလားမှရစရာမရှိပဲဘာလို့ဘောလုံးအသင်းထောင်ထားလဲသူမေးမြန်းရမှာလှိုင်သာယာမိခွက်ဈေးမှာစိုက်ကားဆရာကိုကျော်ကြီးနဲ့ Brighton အသင်းပရိသတ်တအုပ်တို့ပုတ်တိုက်မှုတစ်ခုဖြစ်ခဲ့ကြောင်းတင်ရရှိပါရရှင်ဘာဖလားမှလည်းကန်စရာမရှိချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာလည်းမရေရငါတို့ကယာတီဝက်ကိုဘဲတောက်ကြောင်းနဲ့ထိုင်ကြရမှာလဲလို့ ရိုစီမတဲ့ဟေးဖြစ်ချင်တာတွေဖြစ်ပြီးနောက်ပိုင်းစလုံးနဲ့ရိုစီမတို့ကရှယ်ချမ်းတော့မှာနော်19အသင်းလုံးတတိထားကြတော့ ဒါလေးကအာမက်အတွက်ဒါကအန်ဘူးမိုးအတွက် စိုက်ကားအကောင်တွေနော် ဟုတ်ပါဒါကြောင့်အားရှိအောင်ကြွေးထားတာ နိုင်ရမယ့်ပွဲကြမနိုင်ပဲမဟုတ်တဲ့ပွဲမှာ10ဂိုးသွင်းတဲ့နိုဘူးကိုအဲ့လိုပွဲကဂိုး100သွင်းလဲပရီးမီယာလိဂ်မှာ3မှတ်မပေးဘူးလို့